မင်္ဂလာပါရှင်။ဒါဟာခထိုင်းမြန်မာဘာသာစီစဉ်မှပြန်လည်ကြိုဆိုလိုက်ပါရစေ။ခမန်းထားသည့်အတိုင်းချင်းပြည်နယ်တွင်94ရာခိုင်နှုန်း NLD အနိုင်ရဟုဦးဆောင်ပွဲဆိုမင်းများခမ်းများမှာပြောသွားသည့်အတိုင်းရွေးကောက်ပွဲမှာ80ရာခိုင်နှုန်းအနိုင်ရမည်ဖြစ်ကြောင်းပြောခဲ့ပေမဲ့94ရာခိုင်နှုန်းအထိချင်းပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကအနိုင်ရသည်ဟုချင်းပြည်နယ် NLD ပါတီဥက္ကဋ္ဌဦးဆောင်ပွဲကဆိုပါတယ်။ကျွန်တော်ကအမြဲပြောပါတယ်ပြောတာကတော့လွယ်တယ်လက်တွေ့ပိုင်းမှာအရေးကြီးတယ်လို့ပြောခဲ့တယ်ရေကောက်ပွဲရလက်ထွက်ပေါ်လာတဲ့အခါမှာသိရလိမ့်မယ်လို့လည်းပြောခဲ့တယ်2015ရွေးကောက်ပွဲတုန်းမှာ88ရာခိုင်နှုန်းအနိုင်ရတယ်ယခု94ရာခိုင်နှုန်းအနိုင်ရလာတယ်ဟာခါနဲ့တွန်းဆန်မျိုးနဲ့အမတ်နေရာ3ခုပဲရှုံးတယ်ကျန်တဲ့အမတ်နေရာတွေမှာအကုန်နိုင်တယ်ချင်းပြည်နယ်အနေထားမှာအနိုင်ရတယ်လို့တပြည်လုံးမှာလည်းအနိုင်ရမှာပါ2015တုန်းကထပ်ပို့ပြီးအနိုင်ရသွားမှာပါဟုဦးဆောင်ပွဲကဟာခါထန်ကိုပြောပြခဲ့ပါတယ်2020ရွေးကောက်ပွဲ၌ဟာခါနဲ့ထန်တလန်မြို့နယ်အနိုင်ရခဲ့တဲ့ပါတီများမှာဟာခါမြို့နယ်ပြည်သူ့လွှတ်တော်အမတ်နေရာတွင်ပူတဲလင်း NLD အမျိုးသားလွှတ်တော်အမတ်နေရာ17တွင် Professor Dr. AA Ngun NLD အမျိုးသားအမတ်နေရာ12တွင်ပူငွန်ဝုံ NLD ပြည်내မဲဆန္ဒနယ်အမတ်1တွင်ပူစာနီထောင်ကျုံ NLD ပြည်သူ့လွှတ်တော်အမတ်နေရာအမတ်2တွင်ပူဆောင်းမောင် CNLD တို့ကအနိုင်ရပြီးထန်တလန်မြို့နယ်၌ပြည်သူ့လွှတ်တော်ပူစီစကြုံ NLD အမျိုးသားလွှတ်တော်အမတ်10တွင်ပူဟန်နရီဗန်ချောက် NLD ပြည်내မဲဆန္ဒနယ်အမတ်1တွင်ပူချန်ဟမ် NLD နှင့်ပြည်내မဲဆန္ဒနယ်အမတ်2တွင်ပီနီဆွီလီယန် NLD တို့ကအနိုင်ရရှိကြောင်းသိရပါတယ်ဟာခါမြို့နယ်အမျိုးသားလွှတ်တော်အမတ်နေရာ17တွင် Professor Dr. AA Ngun NLD ကအနိုင်ရရှိ2020နိုဝင်ဘာလ10ရက်နေ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌အမျိုးသားလွှတ်တော်အမတ်နေရာ17တွင် NLD ပါတီမှ Professor Dr. AA Ngun NLD ပါတီကအနိုင်ရရှိကြောင်းသိရပါတယ်။ယခုကဲ့သို့အနိုင်ရရှိသည့်ကိစ္စနှင့်ပတ်သက်ပြီး Professor Dr. AA Ngun ကပထမဆုံးယခုလိုအနိုင်ရတာဟာလူထုနဲ့ဖျားသခင်အပေါ်ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ပြည်သူလူထုကအားပေးထောက်ခံတဲ့အတွက်ယခုလိုအနိုင်ရတာဖြစ်တဲ့ဖျားသခင်ရဲ့လမ်းပြတော်မူအားဖြင့်အမျိုးသားလွှတ်တော်မှာအနိုင်ရလာတဲ့အချိန်ကစပြီးကျန်းမာရေးကဏ္ဍကိုတင်ပြဖို့စီစဉ်နေပါတယ်။ဒါအပြင်လမ်းပန်းဆက်သွယ်ရေးကိစ္စ၊ပညာရေးနဲ့ကျန်းမာရေးကိစ္စတိုးတက်ဖွံ့ဖြိုးဖို့ကြိုးပမ်းသွားမှာဖြစ်ပါတယ်။အဓိကကတော့ဟာခါတက္ကသိုလ်ကိုအစစ်မြစ်တက္ကသိုလ်ဖြစ်လာဖို့နဲ့ဟာခါစေယုံမှာအရေးချင်းရှိတဲ့ဆရာဝန်တွေထားရှိနိုင်ဖို့ကြိုးစားသွားမှာပါဟုဟာခါထိုင်းသတင်းဌာနကိုပြောပြခဲ့ပါတယ်။ဟာခါမြို့နယ်အမျိုးသားလွှတ်တော်အမတ်နေရာ17၌ဝင်ပြိုင်သူများမှာ CNLD ပါတီမှဒေါက်တာရမ်ဂျဲလ်နင် USDP ပါတီမှပူဗန်မွန်တို့ဖြစ်ကြပြီး NLD မှ Professor Dr. AA Ngun က6152မဲဖြင့်အနိုင်ရခြင်းဖြစ်ပါတယ်။ပြီးတော့တိုင်းရင်းသားဒေသတွေမှာ Defray အရေးကိုလည်းလွှတ်တော်မှာအရေးကြီးအဆိုဖြင့်တင်ပြသွားပါမယ်။လာမယ့်9နှစ်အတွင်း Federal ပြည်ထောင်စုဖြစ်လာဖို့တင်ပြသွားမှာပါဟုဒေါက်တာအေးအေးငွန်ကထပ်လောင်းပြောဆိုသွားပါတယ်။ကျမချယ်ရီပါဟာခမြို့နယ်ကိုယ်စားလှယ်ဖြစ်လာတဲ့အနေနဲ့ဟာခမြို့နယ်ဖွံ့ဖြိုးတိုးတက်လာရင်တပြည်နယ်လုံးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့်အတက်နိုင်ဆုံးစ조사သွားမယ်လို့ပူတယ်လင်းဆိုပါတယ်။ရွေးကောက်ပွဲ၌ဟာခမြို့နယ် NLD ပါတီမှပြည်သူ့ကိုယ်စားလှယ်အမတ်နေရာတွင်ဖျားသခင်ကျေးဇူးတော်နဲ့လူထုကအားပေးထောက်ခံမှုကြောင့်အနာရရှိသည့်အတွက်ဟာခမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးကိုဦးစားပေးလှုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရှိရပါတယ်။ယခုလိုအနိုင်ရသွားတာဖျားသခင်ကျေးဇူးတော်ကြောင့်ဖြစ်တဲ့ကုံတော်ကိုချီးမွမ်းတဲ့လူထုကထောက်ခံအားပေးမှုကြောင့်လည်းဖြစ်တဲ့ကျွန်တော်တူဦးတယောက်ဒီအနေနဲ့လုပ်ငန်းအကောင့်ထဲပေါ်နိုင်မှာမဟုတ်ပါဘူးလူထုကကိုငီထုတ်ပတ်မှုအကြံပေးမှုတွေလိုအပ်တဲ့ဟာခမြို့နယ်ကုစလေးဖြစ်လာတယ်လို့ဟာခမြို့ဟာချင်းပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့အတွက်ဟာခမြို့တိုးတက်လာရင်ချင်းပြည်နယ်တိုးတက်တာနဲ့အတူတူဖြစ်နေတော့ဟာခမြို့ကိုတိုးတက်ဖို့ကြိုးစားသွားမယ်လို့ပူတယ်လင်က The Hakah Times တို့ပြောပြခဲ့ပါတယ်ဟာခမြို့နယ်တွင် CNLD ပါတီ IND နဲ့ USDP ပါတီမှကိုယ်စားလှယ်များပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဝင်ပြိုင်ကြရာ NLD ပါတီမှပူတယ်လင်းအနိုင်ရရှိခြင်းဖြစ်ပါတယ်
မေရှုံတော်လေလူငယ်များအားပေးမှုရနေစေဖြစ်တယ်လို့ဆလိုက်ဂျယ်ဘစ်ထောင်းဆိုပါတယ်။တိုင်းပြည်နဲ့လူမျိုးအတွက်လူငယ်ပါဝင်မှုအကြီးအကဲဖြစ်ကြောင်းကိုသိရှိနားလေသည့်အတိုင်းရွေးကောက်ပွဲတွင်ရှုံးနိမ့်တော်လေချင်းလူငယ်များကအားပေးထောက်ခံနေကြောင်းသိရှိရသည့်အတွက်အားရဆဲဖြစ်နေကြောင်း CNLD ပါတီအတွင်းရေးမှူးဆလိုက်ဂျယ်ဘစ်ထောင်းကဆိုပါတယ်။ NLD ပါတီဟာရွေးကောက်ပွဲမှာ94%အနိုင်ရရှိတယ်လို့ပြောကြတယ်။မင်းနဲ့တော့နိုင်ပါတယ်။ဒါပေမဲ့နိုင်ငံရေးဖြစ်စဉ်မှာရခိုင်ကမရှိခဲ့ဘူးတဲ့ချင်းလူငယ်တွေနှိုးကြလာမှုနဲ့ချင်းပါတီလူငယ်90%ပါဝင်နေတာကိုတွေ့ရှိရပါတယ်။လူငယ်တွေဟာတိုင်းပြည်အနာဂတ်အတွက်အခက်အခဲဖြစ်တယ်။ဒါကြောင့်လူငယ်တွေစိတ်သက်ပင်တန်မှုနဲ့ပါဝင်မှုအပေါ်မှာတော့မရှုံးဘူးလို့ဆလိုက်ဂျယ်ဘစ်ထောင်က The Hakah Times တို့ပြောပြခဲ့ပါတယ်။ဆလိုက်ဂျယ်ဘစ်ထောင်ကဆက်လက်ပြီးမေးပေးတဲ့လူထုကိုအပြစ်ပုံတာမဟုတ်ပါဘူး။မိမိဘာသာစီမံခန့်ခွဲမှုနဲ့မိမိဘာသာအုပ်ချုပ်ပိုင်ခွင့်ဆိုတဲ့စိတ်သက်မမွေးထားကြသေးဘူး။သူများကိုအားကိုးလိုတဲ့စိတ်သက်ရှိနေကြတယ်။ဒါပေမဲ့လူငယ်တွေရဲ့နှလုံးသားမှာဒီစိတ်သက်မျိုးအခိုင်အမာချထားနေပြီဖြစ်တာမို့နောက်လာမယ့်ရွေးကောက်ပွဲမှာတော့လွေကူလာတော့မယ်။လူငယ်တွေကလည်းယခုရွေးကောက်ပွဲမှာရှုံးနေတဲ့အတွက်စိတ်သက်မကြဖို့လိုပါတယ်။မျိုးရှိစိတ်သက်မွေးထားကြတာဟာတနေ့နေ့မှာတော့အတီးအပွင့်ရရှိကြမှာပါဟု The Hakah Times တွင်ဌာနတော့ပြောပြခဲ့ပါတယ်။2020ရွေးကောက်ပွဲ၌ CNLD ပါတီဟာဟာခါမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်နဲ့မင်းဆန္ဒနေမြေမှာပူဆံမန်ကတာအနိုင်ရရှိတော့လဲမြို့ချစ်စိတ်တဲ့တွင်မရှုံချောင်းဆလိုက်ဂျယ်ဘစ်ထောင်ကဆိုပါတယ်ချင်းပြည်နယ်မေဆန္ဒနေမြေ39နေရာရှိသည့်အနက် NLD ပါတီကနေ36နေမြေတွင်အနိုင်ရရှိထားပါတယ်ချင်းပြည်နယ်မေဆန္ဒနေမြေ39နေရာရှိသည့်အနက် NLD ပါတီက36နေရာ၌အနိုင်ရရှိပြီး ZCD ပါတီက2နေရာနဲ့ CNLD ပါတီက1နေရာအသီးသီးအနိုင်ရရှိကြောင်းသိရှိရပါတယ်ရွေးကောက်ပွဲတွင်အနိုင်ရရှိကြသည့်အခြေအနေကိုအောက်ပါအတိုင်းဖော်ပြသွားပါမယ်။တွန်းကြံမြို့နယ်တွင်ပူကျင်ဆွမ်းမောင် NLD အမျိုးသားလွှတ်တော်အမတ်နေရာ3ပြီးကျင်းနိုင်မောင် ZCD ပြည်သူ့လွှတ်တော်အမတ်ပူပေါလိုမင်ထန် ZCD ပြည်နယ်လွှတ်တော်အမတ်နေရာအမှတ်1ပူကမ်ခန်မောင် NLD ပြည်နယ်လွှတ်တော်အမတ်နေရာအမှတ်1ဒီရိမျိုးနယ်တွင်ပူထောင်တောက်ချင်း NLD အမျိုးသားလွှတ်တော်အမတ်နေရာ2ပူဟန်ခန်လန် NLD အမျိုးသားလွှတ်တော်အမတ်နေရာ1ပူပြောင်စွမ်မုံ NLD ပြည်သူ့လွှတ်တော်အမတ်ပူမန်ဟန်ဒယ် NLD ပြည်နယ်လွှတ်တော်အမတ်နေရာအမှတ်1နဲ့ပူထန်တွန်ပေါ NLD ပြည်နယ်လွှတ်တော်အမတ်နေရာအမှတ်2တို့ဖြစ်ကြပါတယ်ဖလန်မြို့နယ်တွင်ပူဟေဒွန် NLD အမျိုးသားလွှတ်တော်အမတ်နေရာ4ဒေါက်တာဆလိုက်ရန်ဗယ် NLD ပြည်သူ့လွှတ်တော်အမတ်ပူရန်ဟင် NLD ပြည်နယ်လွှတ်တော်အမတ်နေရာအမှတ်1နဲ့ဆလိုက်လန်လွေ NLD ပြည်နယ်လွှတ်တော်အမတ်နေရာအမှတ်2တို့ဖြစ်ကြပါတယ်ဟာခါမြို့နယ်တွင်ဒေါက်တာအေငွန် NLD အမျိုးသားလွှတ်တော်အမတ်နေရာ17ပူငွန်ဝုံ NLD အမျိုးသားလွှတ်တော်အမတ်နေရာ1ပူတယ်လင်း NLD ပြည်သူ့လွှတ်တော်အမတ်ပူစာနေထန်းကျုံ NLD ပြည်နယ်လွှတ်တော်အမတ်နေရာအမှတ်1နဲ့ပူဆန်မန် CNLD ပြည်နယ်လွှတ်တော်အမတ်နေရာအမှတ်2တို့ဖြစ်ကြပါတယ်ထန်တလန်မြို့နယ်တွင်ပူဟန်ရီဗန်တီယို NLD အမျိုးသားလွှတ်တော်အမတ်နေရာ10ပူစီဇကျုံ NLD ပြည်သူ့လွှတ်တော်အမတ်ပူချန်ဟမ် NLD ပြည်နယ်လွှတ်တော်အမတ်နေရာအမှတ်1နဲ့ပီနီဆွီလန် NLD ပြည်နယ်လွှတ်တော်အမတ်နေရာအမှတ်2တို့ဖြစ်ကြပါတယ်မင်းတပ်မြို့နယ်တွင်ဒေါက်တာငိုင်တမ်အောင် NLD အမျိုးသားလွှတ်တော်အမတ်နေရာ6ပူနေလန်းအောင် NLD ပြည်သူ့လွှတ်တော်အမတ်ပူထောင်ကျန်ဖေ NLD ပြည်နယ်လွှတ်တော်အမတ်နေရာအမှတ်1နဲ့ပူဟုံနိုင် NLD ပြည်နယ်လွှတ်တော်အမတ်နေရာအမှတ်2တို့ဖြစ်ကြပါတယ်ကမ်ပလမြို့နယ်တွင်ပြည်ခင်ဆွေလင်း NLD အမျိုးသားလွှတ်တော်အမတ်နေရာ9ပူမြုံဝင်း NLD ပြည်သူ့လွှတ်တော်အမတ်ပူကီအောင် NLD ပြည်နယ်လွှတ်တော်အမတ်နေရာအမှတ်1ပူဖွေအာ NLD ပြည်နယ်လွှတ်တော်အမတ်နေရာအမှတ်1တို့ဖြစ်ကြပါတယ်မတူပီမြို့နယ်တွင်ပူလန်ဟင်ထန်း NLD အမျိုးသားလွှတ်တော်အမတ်နေရာ9ပူရပန် NLD ပြည်သူ့လွှတ်တော်အမတ်ပူပတ်ဟန် NLD ပြည်နယ်လွှတ်တော်အမတ်နေရာအမှတ်1ပူဝီကို NLD ပြည်နယ်လွှတ်တော်အမတ်နေရာအမှတ်2တို့ဖြစ်ကြပါတယ်ပလဝါမြို့နယ်တွင်ပူပီမင် NLD အမျိုးသားလွှတ်တော်အမတ်နေရာ10ပူဟွိုက်တင် NLD အမျိုးသားလွှတ်တော်အမတ်နေရာ9 Bishop Singh Ang NLD ပြည်သူ့လွှတ်တော်အမတ်ပူစုထက် NLD ပြည်နယ်လွှတ်တော်အမတ်နေရာအမှတ်1နဲ့ဆလိုင်းမျိုးထိုက် NLD ပြည်နယ်လွှတ်တော်အမတ်နေရာအမှတ်2တို့ဖြစ်ကြပါတယ်
လူချင်းမင်းတို့လုပ်ငန်းအကြောင်းအရာများကိုကြုံရထိတ်သွင်းလို့ပါကဂျင်းနှုံးကြိုတာစွာနဲ့ The Hakah Times မှလှုပ်ဆောင်ပေးနေပါတယ်။ The Hakah Times ရဲ့ Facebook page နဲ့ YouTube channel တို့ကို like, follow, share နဲ့ subscribe လုပ်သားဖို့လည်းတိုက်တွန်းလိုပါတယ်။ဒီကနေ့ The Hakah Times မြန်မာဘာသာအစီအစဉ်ကိုဒီလောက်နဲ့ပဲအဆုံးသတ်သွားပါမယ်။မင်္ဂလာပေါင်းနဲ့ခမြောင်ကြပါစေရှင်။ကျွန်မ Elizabeth ပါ။